တွေ့ရင်လုံးဝကြုံသွားပါနဲ့နော်ဒါက hashtag မထည့်ထားတဲ့အတွက်ကန်ဆက်တဲ့သူတွေ energy ကိုက်တဲ့သူတွေကိုသာ FYP ပေါ်တက်ဖို့ manifest လုပ်ထားပြီးသားဖြစ်လို့ပါဒီဗီဒီယိုကကြားတဲ့ collective energy ကဒီ empress ဖြစ်တဲ့အတွက်စင့်စီကိုအခွင့်အလမ်းကောင်းတွေပြည့်စုံကြွယ်ဝခြင်းစွမ်းအင်တွေငွေကြီးစီးဆင်းမှုတွေနဲ့အောင်မြင်မှုတွေဟာအလိုအလျောက်ဆွဲဆောင်သလိုဝင်လာတော့မယ့်အတိတ်နမိတ်ဖြစ်ပါတယ်ဒီ empress ရဲ့ energy ကဖန်တီးနိုင်စွမ်းတွေကျွယ်ဝချမ်းသာခြင်းတွေကိုပြတဲ့အတွက်ငါမလုံနိုင်ဘူးငါမှမရှိဘူးဆိုတဲ့ low vibration တွေးတွေကိုအကုန်လုံး reset လုပ်ပြလိုက်ပါကိုဘီယမတပားလို့ယုံကြည်မှုပြည့်နဲ့ရှေ့ဆက်ရမယ့်အချိန်ဖြစ်ပါတယ်ပညာရေးပိုင်းမှာကိုစူးစမ်းထားတဲ့အသီးပွင့်တွေကိုအခုချိန်မှာစားသုံးရတော့မယ့် reset ကောင်းတွေရတော့မယ့်အချိန်ဖြစ်တယ်တီထွင်ဖန်တီးမှုတွေစိတ်ကူးစိတ်တန်းတွေကိုတုံးပြီးတော့ဖြည့်ဆိုရတဲ့ဘာသာရပ်တွေမှာအထူးကိုအောင်မြင်ထူးချွန်နေပါလိမ့်မယ်ပတ်ဝန်းကျင်ကောင်းရရှိမယ်ဆရာမလိုမျိုးအမျိုးသမီးကြီးတွေရဲ့ကုညီစောင့်ရှောက်မှုကြောင့်ပညာရေးတွေပုံမတိုးတက်လာပါလိမ့်မယ်ကျမ်းမာရေးကလည်းအင်မတန်မှအင်အားပြည့်ဝပြီးတက်ကြွနေမဲ့ကာလပါတဘာဝတရားနဲ့ထိတွေ့ပေးဖို့လိုတယ်ဥပမာအပင်စိုက်မယ်အပင်လေးတို့ဖတ်ပြီးတော့grounded energy ရယူမယ်လမ်းရှောင်မယ်မြက်ခင်းပြင်ပေါ်လမ်းရှောင်ပိုကောင်းပါလေအဲ့ဒါကတင်းရဲ့ကျမ်းမာရေးပေါ်ပို့ပြီးတော့ကောင်းစေပါတယ်အမျိုးသမီးတွေအတွက်ကတော့ဒီကက်ကကိုဝင်ရရှိခြင်းနဲ့မိခင်ဘဝကိုဓာတ်ရိုက်ကိုစားပြုတဲ့အတွက်ကလေးယူဖို့ပြင်ဆင်နေတဲ့သူတွေအတွက်ဆိုဒါဟာအလွန်ကောင်းမွန်တဲ့နမိတ်ဖြစ်ပါတယ်အိမ်အောင်ရှင်တွေအတွက်လည်းအိမ်အောင်ကြီးဟာတာယာအေးချမ်းပြီးတော့မိသားစုတွေပြည့်စုံကြွယ်ဝခြင်းကိုပြပါတယ်တာသမီယေဒနာတိုးပွားလာတာမျိုးဒါမှမဟုတ်အိမ်တွင်းကြီးဟာလိုလေတဲ့မရှိပြည့်စုံတာမျိုးဖြစ်တတ်ပါတယ်ဇနီးတဲ့သို့မဟုတ်မိခင်ဖြစ်သူရဲ့မေတ္တာတရားကြောင့်မလို့အိမ်တွင်းမှာစိတ်အေးချမ်းမှုပြေဝရရှိမဲ့အချိန်ဖြစ်တယ်။အချစ်ရေးမှာအလွန်နှွေးထွေးပြီးအချစ်ခံရတာအလိုလိုက်ချင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်။တယောက်နဲ့တယောက်ဆွဲဆောင်မှုအားအလန်းကိုကောင်းပြီးစိတ်ချမ်းသာစရာအချိန်တွေကိုဖြတ်သန်းရပါလိမ့်မယ်။ single ဆိုရင်တော့တင့်ကိုအရန်ကယူဆိုင်ပြီးစိတ်အေးချမ်းမှုပေးနိုင်တဲ့အိမ်တော်ဘက်ကောင်းမျိုးနဲ့ဆုံရတတ်ပါတယ်။အလောက်ကင်ပိုင်းမှာ idea အသစ်တွေ project အသစ်တွေကိုအောင်မြင်အကောင့်ထဲပေါ်နိုင်မဲ့အချိန်မှာကိုယ်ပိုင်စီးပွားရေးလောက်ကင်သူတွေအတွက်လည်းလုပ်ငန်းတိုးချဲ့ရတာစီးပွားတက်တာမျိုးတွေကြုံရဖို့ရှိပါတယ်ငွေကြေးပိုင်းနေနဲ့အထူးပြောစရာမလိုအောင် abundance energy တွေတိုးပွားနေတဲ့အတွက်ငွေအဝင်အလွန်ကောင်းမဲ့အပြင်ကို investment တွေကနေအကျိုးအမြတ်အမြောက်များပြန်ရတတ်ပါတယ်ပတ်စံကိုချစ်ချုပ်စုနေရတာမျိုးမဟုတ်ပဲစိတ်သွားတိုင်းကိုပါစိတ်ရှိတိုင်းသုံးနိုင်ပြီးရုပ်ဝတ္ထုပိုင်းဆိုင်ရာအသုံးဆောင်တွေတက်တာဖြစ်မှုတွေကိုအပြည့်အဝခံစားရမယ့်အခြေအနေဖြစ်ပါတယ်ဒီနေ့ကြားတဲ့ကက်ရဲ့ energy ကအင်မတန်မှ positive ဆန်ပြီးတော့ energy မြင့်မားတဲ့အတွက်ကြောင့်မလို့စကြဝဠာရဲ့ပေးချင်နေတဲ့ကောင်းခြင်းတွေကိုအတူတူဆွဲယူဖို့ရန်အတွက် comment မှာ I'm ready to receive လို့မှတ်ပြီးတော့လက်ခံရယူလိုက်ပါကံတရားဆိုတာတကယ်ရှိပါတယ်